ဘလူးပြီးတော့ခုနှစ်ထွေးကမှာဝေါ်ကဆိုလို့ရှိပါတယ်ဟုတ်တယ်အဲ့ဒီဝေကကိုကျွန်တော်ကပြန်လာတာအဲ့တော့ထရိုးကျင်တဲ့သူကဘာကလည်းမသိဘူးတဲ့ကိုယ့်ရုပ်ကာယနဲ့ဓမ္မရိုးရာခုနှစ်ထွေးမှာဝေါ်အကဆိုတာရှိတယ်ဘလူးပြီးတော့ဝေါ်ဆိုတာကြည်လို့လာပါတယ်နာဆိုတာဒါပြီးတော့စီရောကားအို